ဘာမှလည်းအရေးကြီးတာမဟုတ်ပြီးတော့လည်းသိရမှာပဲနော်ဘလောက်ပဲကြီးကျယ်တဲ့လူပဲဖြစ်ဖြစ်ဘာတွေအရေးကြီးနေတာလဲပြီးတော့လည်းဘာဖြစ်ရမလဲသိချရမှာအဲ့ဒီသေဆုံးခြင်းဆိုတာကြီးရောက်လာတာနဲ့တပြိုင်နက်တည်းကျန်တာတွေဘာအရေးကြီးသေးလဲဘာမှအရေးမကြီးတော့ခုတက္ကသမားတို့ဦးဇင်းတို့တွေကသိပြီးတော့အဲ့ဒီအရေးကြီးတဲ့သေဆုံးခြင်းဆိုတာကြီးကခေါင်းထဲကိုမရှိတော့ခေါင်းထဲကိုမထည့်တော့သူ့လောက်အရေးမကြီးတဲ့အရာတွေကအရေးအကြီးကြီးထင်ပြီးတော့ကိုယ့်ဘဝကိုလွှမ်းမိုးထားတာဆိုလိုတာကအရေးတကယ်ကြီးတဲ့တရားကိုမတွေးမိသေးလို့အရေးမကြီးတဲ့တရားတွေကအရေးကြီးတယ်လို့ကိုယ့်ကိုလှည့်စားပြီးတော့လွှမ်းမိုးထားတာအဲ့တော့အခုတွေ့နေတဲ့လောကဓာတ်တရားတွေအခုတွေ့နေတဲ့အလုပ်ကိစ္စတွေကိုအရေးကြီးတယ်ထင်ပြီးတော့မောနေတာတွေလောနေတာတွေမရှိဘူးလားအဲ့ဒါတွေကိုလျှော့ကျင်တယ်ဆိုရင်အဲ့ဒါထက်အကြီးအကျယ်အစာပေါင်းများစွာအရေးကြီးတဲ့တည်ခြင်းတရားကိုစဉ်းစားကြည့်အဲ့ဒါတွေဟာမှိမ့်ပြီးတော့သိသွားလိမ့်မယ်ဟုတ်ရဲ့လားတခါကြီးမိုက်မြဒါကောင်းတဲ့စိတ်ကလေးတွေဖြစ်အောင်ဦးဇင်းတို့ပြောနေတာနော်အေးစဉ်းစားကြည့်ဒါကြောင့်မလို့ဦးဇင်းတို့ရွှေကျင်စော်ကြီးပြောတာဦးဇင်းကသဘောကျတယ်ဗျာကြားလိုက်လို့ပြေးနေတဲ့ပုဂ္ဂိုလ်ဒီခွေးဟောင်တာကိုရက်မကြည့်တဲ့ဘူးစူးချစ်နေတာကိုပုံကြီးမချဲ့တဲ့ဘူးတဲ့တောထဲမှာသွားနေတဲ့ခရီးတွေတယောက်နောက်ကအင်မတန်အန္တရာယ်ကြီးတဲ့ကြားကအပြေးလိုက်လာတယ်ဟာအသက်လူပြီးတော့ပြေးနေရတယ်အဲ့ဒီအချိန်မှာဟာခွေးဟောင်တယ်သူရက်ကြည့်အားပါမလားအဲ့ဒီအချိန်မှာပြေးလွှိုင်းတဲ့စူးတွေပါတွေချစ်တယ်ဟာသူတွေထွက်နေတယ်ဟိုလုံးမနေနဲ့နောက်ကဘာရှိတော့ကြားရှိတယ်တကယ်လို့ကြားလိုက်နေတာကိုသာ तू တကယ်သိမယ်ဆိုရင်ခွေးဟောင်တာကိုလည်း तू ရက်မကြည့်အားဘူးစူးချစ်တာကိုလည်းပဲ तू ခံစားနေမှာမဟုတ်အသက်လူပြီးတော့ဖြေရမှာကြားလိုက်နေတာကိုမသိဘူးဆိုတော့ခွေးဟောင်တာကိုဘာလို့များဟောင်တာလဲ तू ကြည့်နေမှာနော်စူးချစ်တာကိုဘယ်လောက်များကြီးလဲဒဏ်ရာက तू ကြည့်နေမှာနော်အဲ့ဒါလိုပဲဒကာဓမ္မတို့ဦးဇင်းတို့တွေပဲတန်တရားဒီဟူသောတိုးထဲမှာသေခြင်းဒီဟူသောကြားကနောက်ကလိုက်နေတယ်အဲ့ဒီကြားလိုက်နေတာကိုဒကာဓမ္မတို့ဦးဇင်းတို့ဉာဏ်အမြင်ကနဲတဲ့အခါကျတော့တတိမထားမိဘူးတတိမထားမိတော့လောကဓာတ်ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းဆိုတဲ့ခွေးဟောင်တာတွေကိုရပ်ပြီးတော့ခံစားတယ်ဘာလို့ပြောကြတာလဲမသိဘူးဟုတ်အဲ့ဒါဘာလို့တာလဲခွေးဟောင်တာကိုရပ်ပြီးတော့ခံစားတာလောကဓာတ်အသေးအမွှားလေးတွေကိုလည်းပဲစူးချစ်တာကိုငုံကြည့်တယ်လို့ပဲဘာလို့နေတာတော့ကြည်နေတာအဲ့တော့သေခြင်းတရားကိုစဉ်းစားရင်ဘဝသည်ဘာအဓိပ္ပာယ်မှဘာအနှစ်သာရမှမရှိဘူးသဘောပေါက်တယ်ဒါမြင်ရင်အနှစ်သာရရှိတာကဘာလဲဆိုတော့အနှစ်သာရမရှိတာကိုအနှစ်သာရမရှိဘူးလို့သိတာဒီနဲ့အနှစ်သာရရှိတာပဲဟုတ်ရလားဒီတို့သဘောပေါက်လားအေးဒီတိုင်းတရားဓမ္မတို့ဦးဇင်းတို့တွေမွေးလိုက်အိုလိုက်နာလိုက်သေလိုက်ဒီသဘောတရားတွေကိုသဘောပေါက်အောင်သိခြင်းတရားကိုစဉ်းစားသိခြင်းတရားစဉ်းစားရင်အတိနဲ့အတိဉာဏ်တွေပညာတွေကြီးကျယ်ရင့်ကျက်လာပြီးတော့ငကိုယ်တုံးကမတွေးဘူးတဲ့အတွေးတွေမစဉ်းစားဘူးတာတွေစဉ်းစားပြီးတော့တရားဓမ္မတို့ဦးဇင်းတို့ရဲ့ဉာဏ်ပညာတွေဟာအများကြီးကြီးလာတာကိုကိုယ်တိုင်သိရလိမ့်မယ်ဟုတ်လားဒါကလည်းပဲခက်တော့လည်းခက်သားဗျာလက်တွေ့လို့မကြည့်လို့ရှိရင်တော့သဘောပေါက်ဖို့ခဲရင်တယ်ဟုတ်လား